emoji လေးတွေကြာရွှေရင်းကားပြားလေးတစ်ပြားကဘယ်နှမှာလဲပြလိပ်ပြလေးတွေကြာတစ်ကောင်နဲ့ကွက်ထွက်နေတဲ့အကောင်လေးရဲ့နာမည်ကိုပြောပါပင်ကွန်းလေးတွေကြာပိုလာဝဝင်တစ်ကောင်ကိုရှာပေးပါပြပုံထဲမှာရှိတဲ့ပန်နာမဟုတ်တဲ့အကောင်လေးကဘယ်နှမှာလဲပြနံပါတ်တွေအများကြီးကြာတခုတည်းသောအင်္ဂလိပ်အခရာကိုရှာပါကဲဒီကနေ့ကတော့ခုတီပြိုကြည့်နေတဲ့သူတွေကမျက်စိအားကောင်းလာပါတယ်ဆိုတဲ့သူတွေအတွက်ဖွက်ထားတဲ့ပုံတွေကိုရှာဖွေမဲ့စီစဉ်လေးကိုတင်ဆက်ပေးအောင်ပါဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီနေ့မှာလည်းဘယ်လိုမျိုးပုံတွေကိုခက်ရှာဖွေရမယ်ဆိုတာကျွန်မနဲ့တူတူကြည့်ပြီးတော့ရှာလိုက်ကြအောင်ရှင်emoji လေးတွေကြာရွှေရင်းကားပြားလေးတစ်ပြားကဘယ်နှမှာလဲပြ။အဲ့တော့ emoji လေးတွေကမျက်လုံးဝိုင်းဝိုင်းလေးတွေရှိတယ်။ဟိုမှာဗဇက်ကိုပြဲပြီးရီးနေရရှိတယ်။ဒီအသေးပုံမျက်လုံးလေးနဲ့ရှိတယ်။ဒါလေးပါခဏလေးပါအဲ့ဒါလေးကိုခဏဖယ်ပြီးတော့ရွှေရင်းကားပြားလေးကိုရှာပါမယ်ရှင်။ဘယ်နှမ်းမှဖြစ်နိုင်မလဲ။ဘယ်နှမ်းလေးမှဖြစ်နိုင်မလဲ။အချင်းရပြတော့မယ်ရွှေရင်းကားပြားမတွေ့သေးဘူးဟဲ့။ကျွန်တော်မျက်လုံးအဲ့ဘက်ကိုမရဘူးအဲ့ဘက်ကိုမရဘူးเนาะဝိုင်းပြထားတဲ့ဒင်္ဂါပြားလေးကိုတဲ့တွေးကြလာပြရဲဆိုတော့မတွေ့ဘူးခင်ဗျကျွန်မလိုက်တော့ရှားနေပါတယ်ဒါပေမဲ့အဲ့ဒီတောင်လေးကိုမျက်လုံးကမရခွင့်နဲ့ကျန်တဲ့ဘက်တွေပဲရောက်နေပါတယ်ရှင်အဲ့တော့ကြောင့်မလို့ဒီနေ့ကတော့ကျွန်မပထမဆုံးမေးခွန်းနဲ့မဖြေနိုင်တော့ပါဘူးရှင်နောက်ထပ်မေးခွန်းသားပါမယ်ပုံထဲမှာရှိတဲ့အကောင်လေးတစ်ကောင်ရဲ့အမည်ကိုတဲ့ပြောပါတဲ့ခဏလေးเนาะအကောင်လေးတစ်ကောင်ရဲ့အမည်ကကြတော့ဟာလေဒီပုံလေးကိုကြည့်လိုက်တဲ့အချိန်မှာမျက်လုံးလေးကိုဆွေဆောင်ပြီးကြည့်လိုက်တော့ကျွန်တော်ဘာလေးတွေ့သားသလဲဆိုတာ5စက္ကန့်မြင်ပြောပြပါမယ်ရှင်ဘာလေးတွေ့သားလဲဆိုတော့ကျွန်မခက်လက်ကောင်မှာပြားလေးကိုတော့တွေ့ပါတယ်ပြားလေးပါအဖြေလေးကြည့်ပါမယ်ပြားလေးပါတဲ့မှန်ကြလဲလားပြရဲဆိုကြမှန်ပါတယ်ခင်ဗျမှန်ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ဒီဥစ္စာကိုနည်းနည်းစပြီးကြည့်လိုက်လေခင်ဗျကွာမျက်လုံးနဲ့နည်းနည်းလေးမှေးပြီးကြည့်လိုက်တာမျက်လုံးနဲ့နည်းနည်းလေးမှေးကြည့်လိုက်တာအဲ့ဒါကြောင့်မှခက်လက်မှာအဲ့ပြားလေးကိုတော့ပြီးတွေ့သွားတာပါအဲ့ဒါကြောင့်မလို့ကျွန်မဒုတိယမင်းကတော့မှန်သွားပါပြီနောက်ထပ်မင်းကတော့ပါမယ်ရှင်ပုံထဲမှာရှိတဲ့တစ်ချိန်မဲပါတဲ့အရာလေးကဘယ်ဟာလေးလဲပြတစ်ချိန်မဲပါတဲ့အရာဆိုကြတော့ Christmas က2ခုပါတယ်ပင်ကုန်းက2ခုပါတယ်Biscuit မုံ Biscuit က2ခုပါတယ်ပြီးတော့ဥဒင်ညွ2ခုဘောလုံး2ခုလိပ်ပြ2ခုဇီးကွက်ပါတစ်ချိန်မဲပါတဲ့အရာဇီးကွက်ပါရှင်ဇီးကွက်ကတစ်ခုပဲပါတယ်ကျန်တဲ့နေရာမှာဇီးကွက်မရှိပါဘူးဖြေကြည့်ပါမယ်ဇီးကွက်လေးကိုသူဝိုက်ထားပါတယ်ရှင်ဇီးကွက်လေးပါတဲ့အဖြစ်မှန်ချရဲ့လာပြတဲ့ဟုတ်ကဲ့မှန်ပါတယ်ခင်ဗျာမှန်ပါတယ်ခင်ဗျာကျွန်မတစ်ခုချင်းစီသွားရတဲ့ချိန်မှာအဲ့ဇီးကွက်ကလေးကတခုလေးပဲပါနေရဆိုတော့ကျွန်မတွေးလိုက်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီမိကုန်းမှာတော့ကျွန်မမှန်သွားပါပြီရှင်နောက်ထပ်မိကုန်းသွားပါမယ်ပုံထဲမှာရှိတဲ့ပန်နာမဟုတ်တဲ့အကောင်လေးကဘယ်နှမ်းမှာလဲပြပန်နာမဟုတ်တဲ့အကောင်ဆိုတော့တန်းချင်းသွားမယ်နော်ဒီမိကုန်းလည်းကျွန်မတွေ့သွားတယ်ဒီမိကုန်းလည်းတွေ့သွားတယ်မပြောသေးဘူးကျွန်မမပြောသေးဘူး30စက္ကန့်နေပြောပါမယ်ဘယ်နှမ်းမှာလဲဆိုတော့ပထမဆုံးတန်းကိုကြည့်လိုက်ပါ9ခုမြောက်မှာဝဝန်လေးပါရှင်ဝဝန်လေးပါအဲ့မှာဝိုင်းပြထားပါရရှင်ဝိုင်းပြထားတဲ့ဝဝန်လေးကိုတဲ့ရှာလို့တွေးကြရဲလာပြရဲဆိုဟုတ်ကဲ့တွေ့ပါရရှင်သူကပထမဆုံးတန်းမှာပဲထားတာဆိုကြတော့ဒါမြင်မြတ်ဆန်းဆန်းတွေ့သွားရပေါ့နော်ဒီမိကုန်းကတော့အဲ့အတွက်ကြောင့်မလို့ကျမဒုဥစာလဲလှင်းမြင်ဆန်းဆန်းပဲမှန်သွားပါရရှင်နောက်ထပ်မိကုန်းသွားပါမယ်တပူးတွေကြစူပါတပူးခွေးလေးကိုရှာပါစူပါတပူးခွေးဆိုကြခဏလေးဘယ်နဲ့ရောင်နေလဲနားလေးနော်ရှုပ်ခက်လို့ဓာတ်ဘူးတွေကရှုပ်ခက်လို့ပုံစံမျိုးစုံနဲ့တော့နေရာမျိုးစုံခွေးထောင်ထွက်နေရောစူပါခွေးလေးကဘယ်နဲ့လဲမသိဘူးဝိုင်းပြထားတဲ့ဓာတ်ဘူးခွေးလေးကိုလည်းရှာလို့တွေးကြရဲလားပြရဲဆိုကြမတွေ့ဘူးသူကအချိန်မတက်အဲ့ဝိုင်းရင်းနဲ့လေးရောက်နေတာအဲ့နှက်လေးလည်းကျွန်မမကြည့်ပြဘူးအဲ့နှက်လေးပတ်ချလိုက်တော့မရှိတော့ဘူးဆိုပြီးတော့အပေါ်လေးဘေးကြည့်နေတာကဲဒီဥစ္စာတော့ကျွန်မရှာလို့မတွေ့ပါဘူးရှင်နံပါတ်တွေအများကြီးကြာတခုတည်းသောအင်္ဂလိပ်အခရာကိုရှာပါနံပါတ်တွေဆိုတော့ကြာတော့ခဏလေးအင်္ဂလိပ်အခရာဒါအင်္ဂလိပ်ကဏ္ဍနော်နော်ရှာမယ်နော်တွေ့မလို့နဲ့မတွေ့ဘူးငါလွယ်လိုက်မှအောက်ဆုံးမှာစီကျွန်မဟိုအောက်ဆုံးတန်းလို့တော့ပြောလိုက်တယ်ဒါပေမဲ့နေရာအတိအကျတော့ပြောလိုက်ပါဘယ်လိုပဲနေစီရတော့ကျွန်မမှန်သွားပါတယ်ရှင်ဝိုင်းပြထားတဲ့စီလေးကိုတဲ့ရှာလို့တွေးကြရလာပြတဲ့ဟုတ်ကဲ့တွေ့ပါတယ်ရှင်ကျွန်မစီလေးကိုတွေ့ပါတယ်တော်ပါသေးနောက်ဆုံးဆက်ကမှကျွန်မတွေ့သွားလို့မို့လို့ကဲဒီမိကုန်းကိုကျွန်မမှန်သွားပါတယ်ရှင်ပုံနှစ်ပုံမှာတဲ့မတူညီတဲ့နေရာ3နေရာကိုရှာပေးပါပြโอเคရှာပေးမယ်ပထမဆုံးတစ်ခုကအောက်ထုတ်ကိုကြည့်လိုက်ပါဒီဘက်မှာထိတ်မှာစတစ်ကာလိုပုံစံလေးပါတယ်ဒီဘက်မှာမပါဘူးအဲ့တစ်ခုရှိပါတယ်နောက်ပြီးတော့သူ့လက်ထက်က side ဒီဘက်က side ကအပြည့်ပါတယ်ဒီဘက်က side မပြည့်ဘူးအဲ့နှစ်ခုရှိပါပြီနောက်ပြီးဘာဖြစ်နိုင်မလဲမှန်တယ်အဲ့ဒါမှန်တယ်အုတ်ထုံမှာလည်းမှန်တယ်လက်ကစားကလည်းမှန်တယ်1 2 3သူ့တွန်းလဲပေါ်ဟာဒီဘက်မှာစားက3ရှိဟိုဘက်မှာစားက2ထဲအဲ့ဒါကိုကြည့်လိုက်သေးတယ်ဒါပေမဲ့တူတူပဲဆိုရင်ကျွန်မမဖြေလိုက်တာအဲ့ဒါနှစ်ခုပဲမှန်သွားရယ်နော်ပင်ကွန်းလေးတွေကြာပိုလာဝဝင်တကောင်ကိုရှာပေးပါပြပိုလာဝဝင်ဘယ်နှလေးဒါတော့တွေ့တယ်ဒါတော့ကျွန်မတန်းပြီးတွေ့တယ်ခဏနေမှပြောပါမယ်5စက္ကန့်နေပြောပါမယ်ရှင်
ဘယ်နှမှာလဲဆိုကြဒီဘက်ညာဘက်ဘယ်ချမ်းလေးကိုကြည့်လိုက်ပါအပေါ်မရောက်တရဘယ်ချမ်းလေးမှာပါဒီလိုမျိုးလေးလုံနေတာဖွေးလေးဝိုင်းပြတဲ့ပိုလာဝုံဝုံလေးကိုလည်းရှာလို့တွေးကြရလားဗျပြောရင်တော့ဒီလိုမျိုးလေးလုံနေတာသူကလက်ကလေးနှစ်ခုကဒီလိုမျိုးလေးလုံနေတာဝိုင်းပြတဲ့ပိုလာဝုံလို့ကျမတို့ရှာတွေ့တော့ပါပြီရှာတွေ့တော့ပါပြီနော်တော့ဒီဥစ္စာကန်ကောင်းဟွာထင်းတယ်ဟိုတခါလေးရှာမလို့ကြည့်ရတဲ့အချိန်မှာအဲ့ပိုလာဝုံဝုံလေးကိုတန်းပြီးတွေ့လိုက်တာလိပ်ပြလေးတွေကြာတကောင်နဲ့ကိုထွက်နေတဲ့အကောင်လေးရဲ့နာမည်ကိုပြောပါလိပ်ပြလေးတွေကြာတကောင်နဲ့ကိုထွက်တဲ့တန်းတန်းရှာမယ်နော်ဘာတော့ငါလိပ်ပြဒါလေးကျမတွေ့တော့ဒါလေးကျမတွေ့တော့ရှင်ဘယ်နှမှာလဲဆိုတော့ဒုတိယမြောက်တန်ထိတ်ဆုံးကိုကြည့်လိုက်ပါပဇင်းလေးပါရှင်လိပ်ပြတောင်းမှပုံစံလေးနဲ့ပဇင်းလေးပါကဲမှန်တယ်တော့သူဝိုင်းပြထားပါတယ်ပဇင်းလေးပါတဲ့ sorry ပါပဇင်းလေးပါတဲ့အဖြစ်မှန်ကြားရဲ့လာပြရဲဆိုတော့ကြတော့မှန်ပါတယ်ရှင်မှန်ပါတယ်ရှင်ကျမအဲ့ပဇင်းလေးကိုဒီမှာရှာလို့တွေ့ပါတယ်ရှင်တော့တည်းရဲ့သူအောက်ထိမြောက်ခွင့်နဲ့အပေါ်ဒုတိယတန်းမှာနေဆိုတော့ကြတော့ဒါလည်းကျမမှန်တော့တယ်ရှင်ပုံထဲမှာရှိတဲ့ရေခဲအယုတ်လေးကိုရှာပါရေခဲယုတ်ဆိုတော့ဒီဥစ္စာကလည်းပင်ကုန်းလေးထင်တာပဲပင်ကုန်းအာဒါလေးကျမတွေ့သွားပြီဒါလေးကျမတွေ့သွားပြီတော့မပြောသေးဘူးဟာနည်းနည်းဟုတ်တော့ဟုတ်နေဒီလိုဟာလေးတောက်လျှောက်တက်နဲ့တွေ့နေရဘယ်နှမှာလဲဆိုတော့အောက်ဆုံးတန်းကနေဒုတိယတန်းလောက်မှကြည့်လိုက်ဒုတိယတန်းလောက်ကြည့်လိုက်တစ်ကောင်နှစ်ကောင်တတိယမြောက်မှာအမရေခဲရုပ်ကလေးပါရှင်တတိယမြောက်လို့ကျွန်မပြောရနော်ဝိုင်းပြထားတဲ့ရေခဲရုပ်လေးကိုတဲ့ရှာလို့တွေးကြရဲလာပြရဲဆိုတွေ့ပါတယ်ရှင်တွေ့ပါတယ်ရှင်အကြာကြီးအများကြီးမရှာလိုက်ရပါဘူးဒီလိုမျိုးမျက်လုံးလေးကိုဝှေ့ကြည့်လိုက်ပြီးတဲ့အချိန်ပိုင်းမှာကျွန်မအဲ့ရေခဲရုပ်လေးကိုတန်းပြီးတော့တွေ့သွားပါတယ်ရှင်ကဲလွယ်လေးလာနော် W တွေကြတကူတဲ့ကော့ထန်ရဲ့အခရာအမည်ကိုပြောပါ W တွေကြဆိုကြတော့နော်ခဏလေးW ရေးရတွေ့ရနော်ဟုတ်တယ် W ရေးပဲဝီအဲ့ဒါတော့နည်းနည်းညစ်သွားပြီ तू ကဟိုအချိန်မှတ်တဲ့ဟာတွေနဲ့အုပ်ထားတာဘလို့တွေ့မှာတော့လို့ဝီပါတဲ့အပြင်မှန်ကြားရဲ့လာပြရဲဆိုတော့အဲ့အချိန်မှတ်တဲ့ဟာအောက်မရောက်ဘူးဆိုလို့ရှိရင်အဲ့ဒါတွေ့ရ तू ကအချိန်မှတ်တဲ့ဟာအောက်ရောက်နေလို့ကျွန်မအဲ့ဘူးကိုမတွေ့လိုက်တာဒါတော့ကွာနော်တကယ်တွေ့တဲ့ရန်တန်းလန်းနဲ့ပုံနှပုံမားတဲ့မတူကြီးရဲ့နေရာ3နေရာကိုရှာပေးပါပြโอเคရှာပေးမယ်တရက်လေးက2ရက်ဒီဘက်က2ရက်ဟိုဘက်ကလည်း2ရက်ဟုတ်တယ်တရက်4ရက်အရေးကြနေရလဲဟုတ်တယ်ထီးလေးကလည်းမှန်တယ်အင်ကြီးလက်ကလေးကလည်းမှန်တယ်ဖနက်လေးကလည်းမှန်တယ်ဘာမှထီးကဒီဘက်ကဟုတ်တယ်ထီးကလက်ကင်ယူကဒီဘက်ကရှည်ဒီဘက်ကတိုတခုနော်ပြီးတော့နောက်ကအပန်းဝင်းကဒီဘက်ကအများကြီးပါဒီဘက်ကနည်းနည်းလေးတရက်ကဘာလဲတရက်ကတူတူပဲမဟုတ်ဘူးလားလို့ကဲဒီနေ့စီစဉ်လေးကတလောက်ပါပဲရှင်ကဲခုတီဗီကိုကြည့်နေသေးတယ်မှာလဲဒီနေ့ပုံနေဘယ်နှခုလောက်ရှာဖွေနိုင်ခဲ့လဲကွန်မန့်မှာမှန်ခဲ့ပေးကြပါဦးကျွန်မတို့ဒီနေ့တော်တော်များများရှာနိုင်တယ်လို့ထင်ပါတယ်ရှင်ကဲနောက်နေ့မှာတိကျပုံမကောင်းမွန်တဲ့တွင်နဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ